စီကိုဒီဖုန်းလေးရောက်လာတယ် Oppo A6 Pro ပါကိုင်းကြည့်လိုက်တော့ hand feeling ရောသုံးရတဲ့ user experience မှာတော်တော် smooth ဖြစ်တာကိုသတိထားမိ Oppo ရဲ့ A series ဖုန်းမှာဟုတ်ရလားဆိုပြီးတော့တော်တော် impressive ဖြစ်သွားတယ်ပေါ့ဗျာဒီအောင် Eclipse Blue လို့ခေါ်တယ်ဒီဇိုင်းသန်းကျရင်တော့ Lumina Forest ဆိုတဲ့ color လေးနဲ့ပိုတင့်တော်ပလိမ့်မယ်ပေါ့နော်အဲ့ကောင်လေးကကြောဘက်မှာတောင်တန်းနေလို့တောတောင်နေလို့ပုံပေါ်ထားတဲ့ gradient design လေးပါတယ်လူငယ်ဆန်နဲ့လှလဲလှတယ်ဒီ A7 Pro မှာထူးခြားတာက field of view 100 degree ထိရတဲ့50 megapixel 0.68 ultra-wide selfie camera ကြီးကိုတက်ပေးထားဆိုတော့ဒီ day ကောင်းကောင်းနဲ့မြင်ကွင်းကျယ် selfie ပုံတော့ဝါကြီးဆွဲနိုင်ပဲပေါ့နော်အပေါ်ကတော့ဒီဈေးထဲမှာပေါ့နော်အခုလိုမျိုး ultra-wide selfie camera ကြီးကိုတက်ပေးထားတာဒီဖုန်းပဲရှိရလို့ပြောတယ်ဈေးကတော့အခုပေါ့နော်ကျွန်တော်ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာအတိအကျတော့မသိရသေးဘူးဒါပေမဲ့ဒီဗီဒီယိုတင်တဲ့အချိန်မှာကျွန်တော်ဈေးကို comment မှာချပေးထားပါမယ်အဲကြောင့်မှကိုယ့်အနေကိုတန်မန်တစ်ချက်ဆုံးဖြတ်ကြည့်ကြအောင်နော် main camera sensor တွေအကြောင်းဆက်ပြပါမယ် main camera တော့50 megapixel sensor ကိုသုံးပေးထားတယ် OIS မပါလို့နည်းနည်းတော့တုံနေပေါ့နော်နောက်လုံးက2 megapixel monochrome sensor ဒီ series တွေကကျွန်တော် camera ဘိုင်းကို priority ထားထားတာမဟုတ်တဲ့အတွက်ပုံတော့ quality ဘာညာမှာတော့ကျွန်တော် Oppo ရဲ့ Reno series ကိုမြင်မှာမဟုတ်ဘူးအဲလိုပဲသူနဲ့ level 2တခြားဖုန်းတွေနဲ့ရှင်မယ်ဆိုရင်လည်းပေါ့နော် rear camera ဘိုင်းမှာဒီကောင်ကထူးခြားပြီး unit ဖြစ်နေရမျိုးတော့မတွေ့ရဘူးဒါပေမဲ့ unit ဖြစ်နေတဲ့တခြားပိုင်းတွေရှိရပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ပြင်ဆက်ပြပြမယ်လောလောဆယ်တော့ဒီဖုန်းရဲ့ပုံထုတ် quality အနေထားဘယ်လိုရှိလဲဆိုတာသိရအောင်ကျွန်တော်ဆက်ရထားတဲ့ပုံလေးကိုပြပေးလိုက်ပါမယ်တစ်ချက် show ကြည့်လိုက်ကြပါဦးAI image feature အနေနဲ့ဆိုရင်ကိုကြိုက်တဲ့ပုံလေးတွေကိုပေါင်းပြီးတော့အခုလိုမျိုး pop out လုပ်လို့ရတယ် AI pop out ပါမယ်ပြီးတော့မျက်နှာကို glow သွားအောင်လုပ်မှုပေါ့နော် portrait retouch algorithm နဲ့လုပ်ပေးမယ် AI portrait glow ဆိုတာလည်းပါအောင်မယ်နောက်တော့လည်း AI feature တွေအများကြီးပါသေးတယ်အဲ့ဒီတစ်ခုချင်း live ပြောနေကြာနေမှာဆိုလို့ပေါ့နော်ကျွန်တော် battery နဲ့ charging ပိုင်းတွေ durability ပိုင်းတွေကိုဆက်ပြောပြမယ်ဒီပိုင်းတွေကတော့ A6 Pro ရဲ့ strong point တွေလို့ပြောရမယ်ဟောလို့ဆိုတော့အားရှိခံအောင် 900 mAh ဘက်ထရီကိုထည့်ပေးထားတယ်အဲ့ဒီဘက်ထရီကို 80W super wood နဲ့အားပြန်တင်နိုင်မယ်ဆိုတော့ဒီဖုန်းနဲ့ဆိုရင်ခဏခဏအားသွင်းရလို့မဟုတ်ဘူးအားပြန်တင်ရမယ်ဆိုလဲအချိန်ကြာကြီးဘေးစရာမလိုဒါအားဖို့ကောင်းတယ်ပိုအားဖို့ကောင်းတာကျွန်တော် charging cycle ကောင်းအောင်ပေါ့နော်1830တိရောက်သွားတယ်ဆိုရင်တောင်မှပေါ့နော် battery capacity ကို 80% ဝန်းကျင်ကျအောင်လုပ်ပေးထားတာပါဒီ reset ကကျွန်တော်တစ်ရက်ကိုတစ်ခါအားသွင်းမယ်ဆိုရင်9နှစ်လောက်ဒီ AI အကြောင်းသုံးနိုင်မယ်ဆိုတော့သဘောပါပဲ durability ဘိုင်းမှာဆိုရင်လည်းဒီ industry မှာအမြင့်ဆုံးဖြစ်တဲ့ IP69K IP68 rating တွေကိုစာရွက်ဖြစ်လာတယ်ပြီးတော့ military grade resistant test certification လည်းရလာသေးတယ်ဆိုတော့ဒုပိတာပေးမခံပါဘူးစိတ်ပူကြမလို့တော့ဘူးဗျာဘောင်းမှန်ပါဆက်ပေးပါမယ် MediaTek ရဲ့ Helio G1 Max 6nm chipset ကိုသုံးပေးထားတယ် right က storage device ကပါမယ်ဒီနေရာမှာထူးခြားတာ unit ဖြစ်တာကသုံးရတဲ့ user experience မှာတခြား G1 series chipset သုံးထားတဲ့ဖုန်းတွေနဲ့မတူဘဲနဲ့ပေါ့နော်ဒီကောင်ကတော့ smooth ဖြစ်တာပါအဲလိုဖြစ်အောင်လဲ Oppo ကနေဒီ A series ဖုန်းမှာပေါ့နော်ပထမဆုံးအနေနဲ့ Reno level colorway system ကိုသုံးပေးထားတယ်လို့ပြောတယ်အားကြောင့်ဒီကောင်းပါပေါ့နော်ကျွန်တော် Reno phone တွေအကြောင်းပြောရင်အမြဲထည့်ပြောလို့ရှိတယ် Trinity engine ထိုက်တဲ့ engine တွေပါလာတယ်ပြီးတော့ဒီကောင်ကကျွန်တော် Oppo laboratory ရဲ့စမ်းသပ်ချက်တွေအရ CEF fluency certification ကိုလည်းရထားတယ်လို့သိရတယ်နောက်လို့ဆိုရင် Total Pudan တွေကိုထိန်းပေးနိုင်ဖို့အတွက် Super Good PC system ပါမယ် game ဆောတဲ့အခါမှာ response ပုံမြောင် graphics ကို smooth ပို့ပြောင်း AI နဲ့ real time adjust လုပ်ပေးမယ် AI game 2.0 ပါတယ်display မှာတော့ကျွန်တော်အားရမိတဲ့အချက်တွေကတခုလို့ပြောရမယ်အရင်လိုမျိုးပေါ့နော်90 Hz 720p LCD display မဟုတ်တော့ဘဲနဲ့ 120 Hz 1080p AMOLED ultra bright display ကိုသုံးပေးထားတယ် display quality ကောင်းတယ် battery ဆိုရင်လည်းတော်တော်ပါတယ်ပေါ့နော်အဲဒါကို Oppo ကတော့ IMAX level immersive ultra narrow bezel display ဆိုပြီးတော့အမုန်းတင်ထားတယ် display feature အနေနဲ့ဆိုရင်နေရာအောက်မှာကောင်းကောင်းသုံးနိုင်ဖို့အတွက်ပေါ့နော် high power output 2.0 ပါမယ်လက်ကရေဆိုးနေမှဖြစ်ဖြစ်လက်အိတ်ဝတ်ထားမှဖြစ်ဖြစ်ပေါ့နော်သုံးလို့စင်ပြလုပ်ပေးမယ် one hand touch glass touch တွေပါတယ်အဲလောက်ဆိုတော့ Oppo A6 Pro ကဘယ်လိုဖုန်းမျိုးလဲဆိုတာတော့အများသိသားကြမယ်ဒီမှာတယ်တကယ်လို့ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်တခြားသိချင်တာရှိသေးတယ်ဆိုရင် comment မှာမေးလိုက်ပါကျွန်တော်ပြန်ပြပါမယ်ကျွန်တော်တော့တော်တယ်မှာဟုတ်ကဲ့ဒီလောက်ပါပဲ